ကျမနာမည်ဒေါက်တာဖြိုးပါကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေဘာကြောင့်နီပါဗိုင်းရပ်စ်အကြောင်းကိုသတိပေးနေတာလဲနီပါဗိုင်းရပ်စ်ဟာဆိုရင်လူမှာကူးစက်ခံရရင်တည်နှုန်းအကျဉ်းမြင့်ပါတယ်ကူးစက်ခံရတဲ့လူမှာတည်နိုင်ကြီး40ရာနဲ့85ရာခိုင်နှုန်းထိရှိနိုင်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့2026အိန္ဒိယမှာနီပါဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူဦးရေအလွန်နည်းသေးတာကြောင့်တခြားကာကွယ်မှုပြုလုပ်ရင်မြန်မာနိုင်ငံကိုရောက်လာနိုင်တဲ့အလားအလာအလွန်နည်းပါသေးတယ်။နီပါဗိုင်းရပ်စ်ကူးစက်ခံရရင်ကုသစရာဆေးလည်းမရှိကာကွယ်ဆေးလည်းမပေါ်သေးတာကြောင့် WHO ကဒီရောဂါနဲ့ပတ်သက်ပြီးဦးစားပေးလေ့လာမှုတွေပြုလုပ်နေပါတယ်။နီပါဗိုင်းရပ်စ်ဟာဆိုရင်အသီးစားလင်းလုံးကနေတစ်ဆင့်လူကိုကူးစက်လာခဲ့တာဖြစ်ပါတယ်။ကူးစက်နိုင်ခြေရှိတဲ့နည်းလမ်းတွေကတော့လင်းနို့တွေစားပြီးသားကိုက်ပြီးသားအသီးနှံတွေကိုလူကမဆေးပဲအစိမ်းစားမိတာထိုင်းရေဆူပလိုပင်ရေစုဆောင်ရင်းနဲ့လင်းတို့တွေစီကအညစ်အကြေးနီပါဗိုင်းရပ်စ်တွေပါသွားပြီးလူကထိုအရည်တွေကိုမကြိုမချက်ပဲအစိမ်းတောင်းမိတာဒီလိုနည်းတွေနဲ့နီပါဗိုင်းရပ်စ်ဟာလင်းတို့စီကနေလူစီကိုကူးစက်လာခဲ့တာဖြစ်ပါတယ်နီပါဗိုင်းရပ်စ်ဟာလူချင်းလည်းကူးစက်နိုင်တာမို့ဂရုစိုက်ဖို့လိုပါတယ်ဗိုင်းရပ်စ်ပိုးရှိနေတဲ့လူနာနဲ့နီးကပ်ထိတွေ့တာအနီးကပ်ပြုစုတာတွေကနေတဆင့်ကူးနိုင်ပါတယ်။အသီးစားလင်းနို့တွေစီကနေဝက်တွေကိုလည်းကူးစက်နိုင်တာမို့ဝက်မွေးမြူရေးလုပ်ကိုင်တဲ့လူတွေအထူးပြုတင်ပါတယ်။ခြုံပြောရရင်အခုလိုကုသစရာဆေးမရှိသေးတဲ့နီပါဗိုင်းရပ်စ်ကိုကူးစက်မခံရအောင်ကာကွယ်ခြင်းကအကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။နီပါဗိုင်းရပ်စ်ကိုကာကွယ်ဖို့ဆိုရင်အသီးနှံတွေကိုမဆေးပဲမစားပါနဲ့။ထိုင်းရေကိုအပင်ကနေရချင်းအစိမ်းမတောက်ပါနဲ့ဝက်မွေးမြူထားရင်ဝက်ကိုကင်တွယ်တဲ့အခါလက်အိတ်တခြားစွပ်ပါကင်တွယ်ပြီးရင်လည်းလက်ဆေးဖို့မမေ့ပါနဲ့နီပါဗိုင်းရပ်စ်ပိုးရှိနေတဲ့လူနဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံတာအနီးကပ်ပြုစုတာတွေလည်းမပြုလုပ်ပါနဲ့အခုလိုအရေးကြီးတဲ့ယောဂတွေနဲ့ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုဒီ page ကနေဆက်လက်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Stay healthy, stay informed